ကျွန်တော်ဒီနေ့အင်္ဂလိပ်စာအခြေခံစကားပြောမှာတကယ်ကိုရေးကြည့်တဲ့စလုံးလေးတစ်လုံးအကြောင်းကိုလေ့လာမယ် take ဆိုတဲ့စလုံးလေးဖြစ်တယ်ပေါ့နော်ဆိုတော့ take ကိုတော်တော်များသိထားကြတာကယူတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတယ်ဆိုတာသိထားတယ်ဆိုတော့ဟိုမှာ take the bigger one okay ပိုကြီးတဲ့တစ်ခုကိုယူလိုက်ပေါ့နော်နောက်က take my jacket okay ငါရဲ့ຫນွေတွေကိုယူလိုက်နော်ဆိုတော့ဟိုမှာမင်းအေးနေဆိုလို့ရှိရင်ငါຫນွေတွေကိုယူပြီးတော့ with လိုက်ဒါမျိုးပေါ့နော် take my jacket နော်ဆိုတော့ဒါမျိုးဒီ take ကိုယူလိုက်ဆိုတာ ਨੇ အသုံးများတယ်ပေါ့ဒါပေမဲ့take ကိုဒီ you like ဆိုတဲ့အဓိပ္ပာယ်နဲ့မဟုတ်ပဲတခြားအဓိပ္ပာယ်နဲ့သုံးတဲ့စကားပြောလေးလည်းရှိတယ်เนาะအားလေးကိုဆက်ကြည့်မယ်ပထမဆုံးတစ်ခုကငါအကြံပေးတာကိုလက်ခံလို့ပြောခြင်းတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြောလို့ရလဲဆိုရင် take my advice okay take my advice okay ဒါဆိုလို့ရှိရင်ငါအကြံပေးတာကိုလက်ခံလို့ပြောတာเนาะငါအကြံပေးတာကိုလက်ခံပါပေါ့เนาะဆိုတော့ဒါမျိုးပေါ့ဒါတစ်ခါကျတော့ဆေးတောက်ပါเนาะဆေးတောက်ပါဆိုတော့ကျွန်တော် take နဲ့ပြောလို့ရတယ် take medicine okay take medicine okay ဆေးတောက်ပါလို့ပြောတာပေါ့နော်နောက်တစ်ခါကျတော့ခဏနားပါဆိုတော့လည်း take နဲ့ပြောလို့ရတယ် take a break okay break ဆိုတာကခဏတစ်ဖြုတ်နားတာမျိုးပြောတာနော်နောက်တစ်ခါကျတော့ဓာတ်ပုံရိုက်ပါဆိုတော့ဓာတ်ပုံရိုက်တာကိုလည်းကျွန်တော် take နဲ့ပြောလို့ရတယ် take a photo okay ဓာတ်ပုံရိုက်ပါပေါ့နော်နောက်တစ်ခါကျတော့ခံမှန်းကြည့်လို့ပြောခြင်းလည်းကျွန်တော် take နဲ့ပြောလို့ရတယ် take a guess okay ခံမှန်းကြည့်ပါပေါ့နော်နောက်တစ်ခုကလုပ်ကြည့်ပါစွန့်စားပြီးတော့လုပ်ကြည့်ပါဒါပေမဲ့ပြောချင်တယ်ဆိုရင်ကျွန်တော်တို့ take a chance okay chance ဆိုတာကအခွင့်အရေးကိုပြောတာအဲ့တော့ take a chance ဆိုတာအခွင့်အရေးတစ်ခုကိုယူလိုက်ပြောချင်တာဒီအခွင့်အရေးကိုလက်လွတ်မခံနဲ့လုပ်ကြည့်เนาะဖြစ်နိုင်မဖြစ်နိုင်တော့မသိဘူးဒါပေမဲ့လုပ်ကြည့်เนาะစွန့်စားပြီးတော့လုပ်ကြည့်ဒါမျိုးပြောတာပေါ့เนาะ take a chance okay နောက်တစ်ခါကျတော့ငါ့ကိုတူးစီကိုခေါ်သွားပေးဒါမျိုးပြောချင်ရင်ကျွန်တော်ဘယ်လိုပြောလို့ရလဲ take me to him okay ဒါမျိုးပြောလို့ရတယ်ဆိုတော့ကိုကိုတယောက်ယောက်စီခေါ်သွားပြီကိုကိုတနေရာရာစီခေါ်သွားပြီဒါမျိုးကျတော့ take me to နဲ့သုံးလို့ရတယ်ဥပမာငါကိုဆေးရုံကိုခေါ်သွားပြီငါ့ကိုဆေးရုံကိုပို့ပြီဒါမျိုးပြောချင်ကျတော့ take me to the hospital okay ဒါမျိုးပြောလို့ရတယ်နော်နောက်ခေါင်းမှာငါ့ကိုကားမှတ်တိုင်လိုက်ပို့ပြီနော်ငါ့ကိုကားမှတ်တိုင်ခေါ်သွားပြီဆိုရင် take me to the bus stop okay ဒါမျိုးလေးတွေပြောလို့ရတယ် take me to နဲ့ဘဒုစီကိုခေါ်သွားပြီတော့ဘယ်နေရာကိုပို့ပြီတော့ဒါမျိုး take me to နဲ့သုံးလို့ရတယ်နောက်တစ်ခုကကျတော့ထိုင်ပါလို့ပြောချင်လို့ရှိရင်ကျွန်တော်က take a seat okay ထိုင်ပါပေါ့နော်ဒါမျိုးလေးသုံးလို့ရတယ်ဟုတ်ကဲ့ပါဒါဆိုရှင်ဒီ foundation for english ရဲ့သင်ခန်းစာလေးတွေကို Facebook မှာ YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတော့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် see you in the next video goodbye